အားလုံးပဲမင်္ဂလာပါ Orion Digital Marketing ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ဒီပြီးခဲ့တဲ့အခေါက်ကပေါ့နော်TikTok မှာ coin ဘယ်လိုဝယ်ရလဲဆိုတာကိုပြောပြပေးခဲ့တယ်ဆိုတော့အခုတစ်ခေါက်မှာဒီကိုဝယ်ထားတဲ့ coin နဲ့ပေါ့နော်promote ဘယ်လိုလုပ်ရမလဲဆိုတာကို step by step မျှဝေပေးသွားမယ်ဆိုတော့အားလုံးကိုကျွန်တော်တို့ like ပါလောက်ဆောင်ကြည့်ဖို့ဖိတ်ခေါ်ချင်ပါတယ်ပထမဆုံးကျွန်တော်တို့ကဒီကို promote လုပ်ချင်တဲ့ video ကိုအရင်ရွေးလိုက်မယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒီမှာဆက်လေး30ရှိရပေါ့နော်ဆက်လေး30ကိုတစ်ချက်နှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီအောက်အတန်းလေးမှာပေါ့နော် increase view ဆိုလေးပေါ်လာမယ်ပေါ့နော်ကောင်လေးကိုတစ်ချက်ထပ်နှိပ်မယ်အဲ့မှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာဘာတွေ့ရမလဲဆိုလို့ရှိရင် more video view ရှိမယ် more follower ရှိမယ် more profile view ရှိမယ်ပေါ့နော်အဲ့3ခုတွေကကိုကဒီကို target ထားတဲ့ဟာကိုရွေးမယ်ပေါ့နော်ကိုကဘာလုပ်ချင်လဲဆိုတော့ campaign ကိုရွေးချယ်မယ်ဒီ view များချင်တယ်ဆိုလို့ရှိရင် video view ကိုရွေးမယ် follower တိုးချင်တာဆိုရင် follower ဟာကိုရွေးမယ်ပြီးရင်ကိုယ့်ရဲ့ profile နဲ့ဝင်ကြည့်တဲ့လူများချင်တာဆိုလို့ရှိရင်ဒီ profile view ကိုရွေးမယ်ပေါ့နော်အဲ့ဒီ3ခုကတော့ဒီလုံများတဲ့ဟာပေါ့နော်လုံများတဲ့3ခုပေါ့နော်ကျွန်တော်ဒီ page လေးကိုတစ်ချက်ထပ်သွားကြည့်မယ်ဘာတွေရှိသေးလဲပေါ့နော်ဆိုတော့ဒီ page မှာ cafe ဆိုတာရှိတယ်အဲ့ကောင်ကတော့ဒီ website ရှိတဲ့လူတွေပေါ့နော် website ရှိတဲ့လူတွေလုပ်တဲ့ဟာဆိုတော့ကိုက website ရှိရင်တော့လုပ်လို့ရတယ် website မရှိဘူးဆိုတော့အဲ့ကောင် scan လိုက်မယ်ပေါ့နော်နောက်တစ်ခုထပ်ကြည့်လိုက်မယ် get list ဆိုတဲ့ဟာပေါ့နော် get list မှာကျတော့ဘာတွေပါလဲဆိုတော့ကျွန်တော်ဒီကိုကဒီတယောက်ကလာပြီးတော့တခုခုလောက်အောင်မလို့ပြောရမလဲ list လုပ်တဲ့ campaign ပေါ့နော် message ပို့အောင် list လုပ်တယ်ဖုန်းခေါ်အောင် list လုပ်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးပေါ့နော်ဆိုတော့ဒီမှာဒီ TikTok ထဲမှာတိုက်ရိုက် message ပို့အောင်လုပ်တဲ့ဟာရှိမယ်ပြီးရင်ဖုန်းခေါ်အောင်လုပ်တဲ့မို့ဖုန်းခေါ်စာရှိမယ်နှိပ်လိုက်လို့ရှင်ကျွန်တော်ဒီမှာကိုခေါ်စေချင်တဲ့ဖုန်းနံပါတ်ကိုဒီနေရာမှာရိုက်ထည့်မယ်ပေါ့နော်ပြီးအောက်မှာကိုလုံးစေချင်တဲ့ call to action ပေါ့နော်ဖုန်းခေါ်မှလားဒါမှမဟုတ် Lambo shop now လား sign up လားအဲ့ဒါရွေးပြီးပါမယ် save လုပ်လိုက်မယ်ပေါ့နော်နောက်တစ်ခုကဒီ other message ပေါ့နော်အဲ့ဒါကြတော့ဘာလဲဆိုတော့ကျွန်တော်ဒီကိုရဲ့ TikTok Messenger မှာပေါ့နော်ဒါရလာပြောတာမျိုးမဟုတ်ဘဲနဲ့ TikTok ရဲ့ပြင်ပါပေါ့နော်ဥပမာ Facebook Messenger တို့ WhatsApp Messenger တို့မှာလာပို့အောင်လုပ်လို့ရတယ်ပေါ့နော်ပြီးရင်ဒီ other URL ဆိုတဲ့နေရာမှာကျတော့ဒီကိုမှာ Viber တို့ Telegram တို့ရှိမယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီကို message ပို့ချင်လို့ရှိရင်ပို့စေချင်ရင်ပေါ့နော်အဲ့ဒီနေရာမှာဒီ Viber တို့ Telegram တို့ရဲ့ link address ကိုထည့်လိုက်လို့ရတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကိုအထူးကလုံးမဲ့ဟာလေး၃ခုကိုပဲအရင်ဆုံးလုပ်ကြည့်ကြမယ်ပေါ့နော်အဲ့တော့ဒီ၃ခုထဲမှာကိုကျွန်တော်ကဒီပို့ပြီးတော့အလုံးများတာကဒီ video view အတွက်လောက်တာပေါ့နော်ဆိုတော့ကျွန်တော်ဒီ video view နဲ့လုပ်တဲ့ဟာလေးကိုစမ်းကြည့်ပေးမယ်ပေါ့နော်စမ်းပြပေးမယ်အဲ့ဒါဆိုရှင်ကျွန်တော်ဒီ video view ရွေးထားရပေါ့နော်ဆိုတော့အောက်ကိုတစ်ချက်သွားလိုက်မယ်ဒီမှာဆိုရှင်ကျွန်တော်ကဒီselect creative ပေါ့နော်အဲ့နေရာမှာကိုကဒီ post တစ်ခုလည်းရွေးထားရပေါ့နော်ကိုလောဆယ်ဒါပေမဲ့နောက်ထပ် post တွေကိုရွေးချင်ထပ်ပြီးတော့ရွေးလို့ရတယ်ပေါ့နော်ကိုတင်ထားတဲ့ post တွေကိုသူကအဲ့ဒါကြတော့ဘယ်လိုမျိုးလဲဆိုတော့ဒီကိုရွေးလိုက်တဲ့ post တွေကိုတစ်ပြိုင်တည်းမှာ promote လုပ်တာပေါ့နော်ကိုကအဲ့လိုမဟုတ်ဘူးကိုတစ်ခုပဲလုပ်ချင်တယ်ဆိုရင်ကျန်တဲ့ဟာတွေကိုselect ပြန်လုပ်လိုက်မယ်ပေါ့နော် select ပြန်ဖြုတ်လိုက်မယ်အဲ့ဆိုရှင်အောက်ကိုတစ်ချက်ပြန်သွားကြည့်မယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကဒီ TikTok ရဲ့ဒီ default audience ရှိမယ်ပေါ့နော် TikTok ကကိုယ့်အတွက်TikTok ရဲ့ AI อ่ะပေါ့နော်ကိုယ့်အတွက်ရွေးပေးထားတဲ့ default audience ပေါ့နော်အဲ့ဒါရှိမယ်အဲ့လိုမျိုးမဟုတ်ဘူးဆိုရင်ကျွန်တော်ကဒီကိုယ့်ကိုရွေးရပေါ့နော် create all ဆိုတာရှိတယ်ပေါ့နော်ကိုယ့်ကို audience ကိုဒီဆောက်လို့ရတယ်ပေါ့နော်အဲ့လေးတစ်ချက်နှိပ်ကြည့်လိုက်မယ်ပေါ့နော်အဲ့မှာပါလဲတစ်ချက်ကြည့်လိုက်မယ်ကျွန်တော်တို့ဒီမှာပထမဆုံး audience နာမည်ပေးလို့ရတယ်ပေါ့နော်ကိုကြိုက်တဲ့နာမည်တစ်ခုပေးလိုက်လို့ရတယ်ပေါ့နော်သူကတော့ audience name 1ဆိုပြီးတော့ပေးထားရပေါ့နော်တော့မပေးလဲဘာမှဖြစ်ဘူးသူဒီ location ကျွေးလို့ရတယ်ပေါ့နော် location မှာ update လုပ်လိုက်မယ်ဒီမှာ United States auto ပေါ်နေရဖြတ်လိုက်မယ်ပေါ့နော်ပြီးကိုရွေးချင်တဲ့နိုင်ငံရဲ့နာမည်ထည့်လိုက်ပေါ့နော်မြန်မာကိုရွေးမယ်ပေါ့နော်မြန်မာမပေါ်ဘူးဖြစ်နေတယ်ဆိုတော့ဒီမှာပဲရွေးကြည့်လိုက်မယ်ပေါ့နော်စခရိုးလေးဆွဲပြီးရွေးကြည့်လိုက်မယ်မြန်မာဆို
ပေါ့နော်ဟောဒီမှာမြန်မာကိုရွေးလိုက်မယ်ကျွန်တော်ပြီးရင် save လုပ်လိုက်မယ်ပြီးရင် save ကိုပဲထပ်နှိပ်မယ်ပေါ့နော်ပြီးရင်တော့ဒီမှာအသက်တွေရွေးလို့ရမယ် gender ရဲ့ age ရဲ့ပေါ့နော်ကြားမှရွေးလို့ရမယ်အသက်တွေရွေးလို့ရမယ်ပေါ့နော်ပြီးရင်မှာကိုရွေးချင်တဲ့ဟာကိုရွေးပြီးတော့ save လုပ်မယ်ပေါ့နော်ပြီးရင် interest ရွေးလို့ရမယ် interest မှာကိုကဘယ်လိုလူမျိုးတွေကိုပြပေးချင်တာလဲပေါ့နော်အဲ့မှာရွေးလို့ရတယ်ကိုကဒီ education နဲ့ဆိုင်တဲ့လူတွေကိုပြပေးချင်တာဆိုရင် education ကိုရွေးလို့ရမယ်ပြီးရင်ကိုကဒီ vehicle and transportation ပေါ့နော်အဲ့လိုမျိုးဟာတွေအဲ့ဒီလူတွေနဲ့သက်ဆိုင်တဲ့လူတွေကိုပြပေးချင်တာဆိုလို့ရှိရင်အဲ့ဒါကိုရွေးလို့ရမယ်ဒီမှာရွေးလို့ရရတော့အများကြီးပေါ့နော်အဲ့တော့ကိုထားခြင်းနဲ့ interest ကိုရွေးပြီးတော့ save လုပ်လိုက်လို့ရတယ်ပေါ့နော်ပြီးရင် save ကိုပဲထပ်နှိပ်မယ်ပြီးသွားရင်ကျွန်တော်တို့ကဒီ amount ရွေးမယ်ပေါ့နော်ကျွန်တော်ဒီ promote လုပ်မဲ့ dollar amount ကိုရွေးမယ်ဒီဟာလေးကို scroll လဲလုပ်လို့ရတယ်လို့ကိုယ်တိုင်ဒီခဲတယ်ပေါ့နော်ပေါ်ဝင်လို့ဟာမျိုးလေးနဲ့ edit အဲ့ဒါလေးနှိပ်လိုက်ရင်ဒီ dollar amount ကို edit လုပ်လို့ရမယ်ပေါ့နော်ဒီမှာ$1ကျွန်တော်$1ပဲထားလိုက်မယ်ပေါ့နော် confirm လုပ်လိုက်မယ်ပြီးရက်ရွေးလို့ရမယ်ရက်ကတစ်ရက်ကို$1အနည်းဆုံးသုံးရတယ်ပေါ့နော်$2ဆိုလို့ရှိရင်တော့မရဘူးပေါ့နော်ကျွန်တော်ဒီ2ရက်ဆိုလို့ရှိရင်$2ဖြစ်သွားမယ်ပေါ့နော်$တွေနဲ့တော့2ရက်သုံးလို့မရဘူးပေါ့နော်ကျွန်တော်တစ်ရက်ပဲပြန်ထားလိုက်မယ်ဒီ choose a promotion pack ဆိုတာလည်းရှိသေးတယ်ပေါ့နော်အဲ့ဒါကြောင့်ဒီ TikTok ကကိုယ့်အတွက်တစ်ခါတည်းရွေးချယ်ပေးထားတဲ့ဟာပေါ့နော်သူရွေးချယ်ပေးတဲ့အတိုင်းသုံးလို့လည်းရတယ်ပေါ့နော်တစ်ရက်ကိုသူ default သတ်မှတ်ပေးထားတဲ့အမောင်ပေါ့နော် customize ပဲပြန်နှိပ်လိုက်မယ်ပြီးတော့ကျွန်တော်ဒီကိုထားမဲ့အမောင်ကိုပဲပြန်ရွေးလိုက်မယ်ပေါ့နော်ပြီးသွားရင်ကျွန်တော်ဒီကိုထားခဲ့တဲ့ဟာလေးတွေကိုပြန်ပြီးတော့တစ်ချက်ပြန်စစ်ကြည့်မယ်ပေါ့နော်စစ်ပြီးသွားလို့ရှိရင်အကုန်လုံးတည်ကြပြီဆိုရင် stat ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်အဲ့ဒါဆိုရင်ဒီဟာpromote လုပ်နေပြီပေါ့နော်ပြီးသွားရင်ကျွန်တော်ကဒီ under review ဆိုပြီးတော့ပေါ်လာမယ်ပေါ့နော်ကိုယ့်ရဲ့ post ကိုဒီ TikTok ရဲ့ policy နဲ့လွတ်မလွတ်သူဘက်ကစစ်တယ်ပေါ့နော်review လုပ်တယ်ပေါ့နော်အဲ့ဒါဆိုကျွန်တော်ကပြန်ထွက်လိုက်မယ်ပြီးသွားရင်ကျွန်တော်ကဒီ TikTok Studio ဆိုတဲ့အထဲကိုသွားလိုက်မယ်ပြီးရင်ကျွန်တော်ကဒီ promote ဆိုတာလေးကိုနှိပ်လိုက်မယ်ပေါ့နော်အဲ့မှာဆိုလို့ရှိရင်ကျွန်တော်ဒီ create ဆိုတဲ့အထဲကိုပြန်ရောက်သွားတယ်အဲ့ဒီ create ကကျွန်တော်အရင်ဒီကိုလုံးမဲ့ post ကိုရွေးပြီးလုပ်တော့200ပဲပေါ့နော်အဲ့ဒီကနေလည်းလုပ်လို့ရတယ်ဒီနေရာကနေလည်း promote ဝင်လုပ်လို့ရတယ်ပေါ့နော်ပြီးရင် dashboard ဘက်ကိုသွားလိုက်မယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီကိုလုပ်ထားတဲ့ဟာတွေကို dashboard ထဲမှာမြင်ရတယ်ပေါ့နော်အခုကျွန်တော်လုပ်ထားတဲ့ post က under review ဖြစ်နေတယ်ပေါ့နော်တကယ်လို့သူဘက်က policy စစ်လို့ကိုယ့်ရဲ့ post ကအဆင်ပြေတယ်ဆိုလို့ရှိရင်တော့အဲ့ညမှာ edit ဆိုပြီးပြောင်းသွားမယ်ပေါ့နော်အားကျွန်တော်ဒီအချိန်ခဏကြာမှပြန်ဝင်ကြည့်ထားတာပေါ့နော်အခုဆိုလို့ရှိရင်ဒီ TikTok ဘက်က policy စစ်ပြီးသွားပြီပေါ့နော်ကျွန်တော်တို့ post ကို review လုပ်ပြီးသွားတော့အားလုံးအဆင်ပြေတယ်ဆိုတော့ဒီ edit ဖြစ်သွားတယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်ဒီ TikTok မှာ promote လုပ်တာအားလုံး okay ပါပြီပေါ့နော်အားလုံးပဲ like ကြည့်ပြီးတော့လုပ်လို့အဆင်ပြေကြပါစေတကယ်လို့တစ်ခုခုမေးချင်တာရှိလို့ရှိရင်ဒီကျွန်တော်ရဲ့ chat box မှာလာပြီးတော့မေးလို့ရပါတယ်